ကဲအားလုံးမင်္ဂလာပါကျွန်တော်စီးရီးယားနဲ့ရခိုင်ဒေသအကြောင်းကိုပြောဖို့ကျွန်တော်တက်လာတာပေါ့ဗျာနော်အခုစီးရီးယားနိုင်ငံဒီချက်ချင်းကြီးဗျာအာဏာရှင်ထွက်ပြေးသွားရတဲ့အကြောင်းရင်းကိုမြမတော်လှန်ရေးဗမာပြည်တဲကပေါ့ဗျာပြည်ပလူတွေကိုတော့ကျွန်တော်မဆိုလိုပါဘူးတည်င်းနေမှာသူတို့လေးလာရင်လေးလာသလောက်တွေ့နိုင်ပါတယ်ဒါပေမဲ့ပြည်တွင်းတဲကဒီတော်လှန်ရေးသမားတွေအသေးချာသိဖို့ကျွန်တော်ပြောချင်တယ်ပထမဆုံးကျွန်တော်ပြောချင်တာစီးရီးယားအကြောင်းပါဒုတိယကတော့ရခိုင်ပြည်နယ်ဒေသအကြောင်းပါရခိုင်ပြည်အကြောင်းကိုကျွန်တော်ပြောရင်လေကျွန်တော်ရထားတဲ့အချက်လက်တွေကိုကျွန်တော်ပြောမှာပါနော်ဆိုတော့ပထမစီးရီးယားနဲ့စလိုက်ကြအောင်ဗျာစီးရီးယားပြည်တွင်းစစ်ဆိုတော့2011ခုကနေပြီးတော့ဖြစ်လာလိုက်တာအခုဆိုရင်2024ဆိုတော့73နှစ်ကြာပေါ့ပထမ2011ကအာဆတ်ရဲ့လူလဲကြမှုရွေးကောက်ပွဲမတမာမှုကိုပြည်သူတွေကလက်မခံလို့ဆန္ဒထပြလိုက်ကြတာလူဦးရေ9000လောက်အသက်ခံလိုက်ရတယ်နော်လူဦးရေ9သိန်းလောက်ဖမ်းဆီးခံဒါဒီနောက်ပိုင်းတတ်တာမပါသေးဘူးเนาะအဲ့ဒါနဲ့2012 2013အထိဒီတော်လှန်ရေးတပ်ဖွဲ့တွေပေါ့ဗျာဒီစီးရီးယား PDF တွေပေါ့တော်လှန်ကြတာအာဆတ်ကလည်းရှိသမျှအကုန်အားကုန်အင်ကုန်ဟိုဘုံကျဲတိုက်ခိုက်ပေါ့ဗျာနောက်ဆုံးအာဆတ်ကအခြေအနေတိတ်မကောင်းလာတော့တဲ့အချိန်မှာ2014မှာရုရှားကိုသွားတယ်သွားပြီးတော့2015မှာထိန်းထားသေးတယ်အာဆတ်အဲ့ဒီမှာဘာပေါ်လာပြီလဲဆိုတော့သူက ISIS ပေါ်လာပြီအယ်ကိုက်ဒါတွေလည်းရောက်လာပြီဆိုတော့အဲ့ဒီမှာအာဆတ်ကအကြမ်းဖက်သမားတွေသူ့စီမှာခိုးအောင်နေပါပြီအကြမ်းဖက်သမားတွေသူ့ကိုတိုက်နေပါတယ်ဆိုပြီးတော့ရုရှားကိုသွားတာပေါ့သွားတော့ရုရှားလည်းဒါဂွင်ပဲပေါ့ Mediterranean Sea ရဲ့ထွက်ပေါက်သူကရုရှားအမှန်တော့ Baltic ပင်လယ်ကြီးကိုဝင်ဖို့ပိတ်နေတာ Mediterranean Sea ထွက်ပေါက်ကိုသူရတော့ဒီဟိုတင်းကစီးရီးယားကအီရန်ရဲ့အီရတ်ရဲ့ပြီးတော့မှစီးရီးယားပြီးတော့မှလက်ဘနွန်နဲ့အီရတ်ကဆက်မနေဘူးမြေပုံမှာလက်ဘနွန်နဲ့အီရန်ကလည်းဆက်မနေဘူးဂျားထဲမှာစီးရီးယားခံနေတယ်နော်နံပါတ်1ကဟိုတင်းအီရန်ဆိုရင်နံပါတ်2ကအီရတ်ပြီးတော့မှစီးရီးယားပြီးတော့မှလက်ဘနွန်နဲ့ဆက်နေတာကအစ္စရေးဒါတိအောင်ကျွန်တော်ရှင်းပြတယ်မြေပုံမှာလည်းဟိုကြည့်လို့ရတယ်နော်ဆိုတော့အဲ့ဒီမှာအဲ့လိုဖြစ်နေတော့ဟာအီရန်ကလည်းဟိုအကြမ်းဖက်နှိမ်နှင်းမယ်ပေါ့ဟာရုရှားကလည်းငါတို့ဥရောပဒေသကြီးတစ်ခုလုံးနောက်ကျောကိုပတ်ဖို့အာဖရိကဒေသကြီးတစ်ခုလုံးထိုးဖောက်ဝင်ရောက်ဖို့ Mediterranean Sea ကိုငါတို့ရပြီဆိုပြီးတော့ဝင်ချလာတာအဲ့ဒီတော့ကရုရှားစဝင်လာတာရုရှားစစ်အင်အား3000နဲ့ဝင်လာနော်3000တော့အဲ့ဒီ Homs ရဲ့ဒီစီးရီးယားရဲ့ Homs မြို့ကလည်းဒီ Mediterranean Sea နဲ့ဆက်နေတာအဲ့ဒီမှာအမေရိကန်တပ်တွေရှိတယ်โอเคဆိုတော့အမေရိကန်တပ်တွေကလည်းဒီအယ်ကိုက်ဒါတို့ဒီဟိုတင်းတို့ကို ISIS တို့ကိုဝင်တိုက်တယ်ရုရှားကလည်းအယ်ကိုက်ဒါတို့ ISIS တို့ကိုဆော်မယ်ဆိုပြီးတော့အာဆတ်ပြောတဲ့အတိုင်းပေါ့ဘယ်ဟုတ်မလဲစီးရီးယားအတိုက်ခံတွေကိုပါရုရှားအကုန်ပုံကျဲပစ်တာနော်အခုတရုတ်မင်းအောင်လှိုင်ကိုလေရင်ပုံပေးတယ်လို့ပေါ့ဗျာနော်ရုရှားစစ်တပ်နဲ့လည်းရုရှားကျဲတယ်အာဆတ်စစ်တပ်နဲ့လည်းရုရှားဘုံနဲ့အာဆတ်ကျဲတယ်အဲ့လိုနဲ့ဗျာအယ်ကိုက်ဒါလည်းငြိမ်သွားတယ်တကယ်နော် ISIS တွေကတော့ကြာဆုံးသွားတယ်ပေါ့ဟိုအင်အားကြီးမမရှိတော့ဘူးပေါ့ဒါတူတုတ်ပဲကျွန်တော်နားလည်လိုက်ပုံမရှင်းလင်းအောင်ပြောမယ်ဟုတ်ပြီအဲ့ဒီလိုနဲ့ဘာဖြစ်လာလဲဆိုတော့အီရန်ကသူကရေပွဲလို့လေသူက proxy war တွေကိုသူကဆင်နွှဲပြီးတော့အစ္စရေးကိုသူကမြေပုံပေါ်ကဖျက်ပစ်မယ်လို့သူကပြောနေတယ်ကွာဆိုတော့အဲ့ဒါနဲ့သူကအဲ့ဒီလိုလှုပ်တော့
ဘယ်လိုပြောမလဲဆိုတော့အဲ့ဒီဟာမတ်စ်အစ္စရေးကိုဝင်ပြီးတော့တိုက်လိုက်တဲ့အချိန်ကနေစလိုက်တဲ့စစ်ပွဲအစ္စရေးကဟာမတ်စ်ကြီးပဲကိုတိုက်တာမဟုတ်အစ္စရေးကအရန်စမှတ်တယ်ဒီစစ်ပွဲကကျွန်တော်တနေ့ကအာရခမီဒီယာမှာပြောသလိုပေါ့ Dominion effect ကိုအစ္စရေးကတေချာစဉ်းစားတယ် Dominion effect ဖြစ်အောင်လဲအစ္စရေးကဖန်တီးပေးတယ်အစ္စရေးရဲ့တစ်ဖက်နောက်ကျောမှာလက်ချင်းချိတ်ထားတာ Turkey ပဲအဲ့ဒါမှတ်ထားနော်ခင်ဗျားတို့တိအောင်ကျွန်တော်ပြောပြတာအဲ့ဒီစစ်ပွဲဖြစ်ပြီးတော့တလလောက်ကြာမှာကျွန်တော်တို့သိရသလောက်ပေါ့ Moses ကအရင်ဆုံးအဲ့ဒီ Turkey နယ်စပ်မှာရှိနေတဲ့အခု HTS အရင် Al-Qaeda ခေါင်းဆောင်ပေါ့ဒီအဲ့ဒီကောင်အီရတ်ထောင်နဲ့လဲဝင်ခဲ့ရတာအမေရိကန်တိုက်တုန်းကအဖမ်းခံရပြီးတော့အီရတ်ထောင်နဲ့ရောက်သွားတဲ့ကောင်အီရတ်ထောင်နဲ့ပြန်ထွက်လာပြီးတော့ဆယ်စုနှစ်တစုမှာပြန်ထွက်လာပြီးတော့ဒီဆီးရီးယားနဲ့တူရကီနယ်စပ်မှာဒီကောင်တပ်ဖွဲ့ဒီကောင်အဖွဲ့တွေနဲ့ဒီကောင်နေနေတဲ့အချိန်မှာအာရိုဂန်တို့ကနော်ဒီအာဆတ်ကိုမလိုချင်တော့ဘူးဘာဖြစ်လို့ဆိုအာရိုဂန်ထမ်းထားရတဲ့ refugee ဒီတူရကီနယ်စပ်မှာ8 တန်းနော်8 တန်းအဲ့ဒီ8 တန်းကမွေးလာတဲ့ကလေးနော်ဒီ2012 17ဖြစ်တယ်ဗျာ12 13 14 15 16အဲ့လို9 နှစ်လောက်ဖြစ်လိုက်တဲ့အထက်မှာနော်အဲ့ဒီမှာရောက်နေတဲ့နေဒီဆီးရီးယားတွေလူမျိုးပေါင်းစုံပေါ့ဗျာအဲ့ဒါနဲ့အာရိုဂန်ဒီဝိတ်ကြီးကတော်တော်ကြီးတယ်ဒီဝိတ်ကိုလည်းသူဖြည့်ခြင်းတယ်ဒါအမှန်ပြောတာအဲ့လိုနဲ့ Israel Palestine Hamas တက်တိုက်လိုက်ပြီးတလအကြာမှာပဲ Israel Moses တွေကဘာကိုလေ့လာလိုက်လဲဆိုတော့ Hamas အခြေပြုတ်ထားတဲ့ Hamas အနောက်မှာဘယ်သူရှိလဲဆိုတော့ Hamas အနောက်မှာအီရန်ရှိဟုတ်ပြီအဲ့ဒီ Hamas တွေကိုလက်နက်ရဖို့အတွက်ဘယ်ကလာနေလဲကြည့်လိုက်တဲ့အခါကျတော့အီရန်ကနေအီရတ်ကနေဆီးရီးယားအစ္စရေးကမြင်သွားပြီဆီးရီးယားလာနော်ဆိုတော့အဲ့ဒီဆီးရီးယားကနေတခါလက်ဘနွန်ကိုထပ်သွားတာနော်အစင်လိုက်ကျွန်တော်ပြောတာနော်အီရန်အီရတ်ဆီးရီးယားလက်ဘနွန်ဆီးရီးယားကအစ္စရေးကိုသူတို့ပြောသလိုခြေမှုန်းဖို့တကယ်လက်နက်ခဲယံ distribution လုပ်ရဌာနကြီးအာဆတ်ကအဲ့ဒါကိုသူအရန်လန့်နေပြီဒါကျွန်တော်အမှန်ပြောတာနော်အဲ့လိုနဲ့ Moses ကအဲ့တူရကီကကြားကန်တွန်းတင်ပေးမဲ့အဖွဲ့တွေအဲ့ဒီအာဆတ်ကိုတော်လှန်နေတဲ့အဖွဲ့တွေကို Moses ကတောက်လိုက်ဘာတောက်လိုက်လဲဒီလားရုရှားယူကရိန်းစစ်ပွဲဖြစ်နေတဲ့အတွက်ရုရှားစစ်အင်အား3000မရှိတော့ဘူး3000ပဲရှိတော့3000တောင်မှ stand by နေနိုင်တဲ့အင်အား400လောက်ပဲရှိတော့တလားကျန်တာတွေအားလုံးကရေဓာတ်တွေလေဓာတ်တွေနော်အဲ့ဒီသူတို့နေနေတဲ့ဒီကမ်တွေမှာပဲရှိတော့အဲ့ဒါတော့3000တောင်မှပုံမှန်မဟုတ်ဘူးအလှည့်ကြနော်ယူကရိန်းကိုတွားရမယ်ဆိုတော့ရုရှားလူလာလဲထွက်ပြေးတဲ့ကောင်ရှိပြီရုရှားစစ်သားတွေနော်ဆီးရီးယားထွက်ပြေးလာတာ300ကျော်ရှိပူတင်တို့ဖုံးထားတာပြောပြမှာပါဟုတ်မြန်မာပြည်ကငပေါ်ပေါ့သူ့အမျိုးသားစာပေစုပေးလိုက်တယ်မင်းအောင်လှိုင်တော့အေးပေါ့လေဘာလို့တခိုးချင်းငလိန်ချင်းပေးကြတာဘာမှအမျိုးသားစာပေစုနဲ့မဆိုင်ဘူးဗျသူကဘာရေးထားဆိုရုရှားဆီးရီးယားဝင်လာလို့တဲ့အမေရိကန်ကြောက်ပြီးထွက်ပြေးသွားပြီတဲ့။ထရန့်လက်ထက်ဘုံတောင်ကျဲလိုက်ပြီ။တမထည့်လိုက်ပြီ။အိုက်စစ်တွေ။နော်အမေရိကန်ပါဝါဆီးရီးယားမှာမရှိတော့ဘူးတဲ့။လက်ရှိကိုအမေရိကန်စခန်းရှိနေတယ်။ဘယ်ကောင်မှလာမတွေ့ရဘူး။နော်အဲ့လိုငပေါ်တွေလည်းရှိတယ်နေစင်လက်ဆိုတဲ့ကောင်။နော်ဒီကောင်လိန်ခဲ့သမျှတစ်ချိန်ကျရင်အကုန်ပေါ်မယ်။ဘာလို့နိုင်ငံတကာသတင်းတွေကအသေးစိတ်ရှိတယ်ဒိတ်နဲ့ရှိ။အဲ့ဒါကိုသူတို့ကအာဆတ်ကြီးကကြောက်ဘာလို့ तू ကရုရှားအားကိုးထားတယ်လေโอเคအဓိကရုရှားသူအားကိုးထားသူ့စီကထွက်တဲ့ uranium ရေနံ
ရွှေပြီးတော့အခြားအများကြီးရှိသေးတယ်တယံဇာတနော်ပြီးတဲ့ခါရုရှားလက်နက်မှောင်ခိုလမ်းကြောင်းအဲ့ဒါတွေအားလုံးအာဆက်ကပြန်လုပ်တယ်သူ့စီကဥစ္စာတွေပေးတယ်โอเคပြီးတော့သူ့ကိုလည်းလေယာဉ်နေနဲ့အကာအကွယ်ပေးနေတယ်ပေါ့ရုရှားယူသူအားကိုးထားတယ်ဒါပေမဲ့ယူကရိန်းစစ်ပွဲဖြစ်တဲ့အချိန်မှာအဲ့ဒီမှာရုရှားစစ်အင်အား3000က3000ပဲကျန်အဲ့3000လုံးလဲစစ်ဝင်တိုက်လို့မရတဘောကအဲ့ဒီ3000ကိုအလှည့်ကျလာချင်းတော်မှာထွက်ပြေးတဲ့ကောင်ရှိသေးတယ်ယူကရိန်းသွားရမယ်ဆိုပြီးတော့ဒါအမှန်ပြောပြတာဆိုတော့ဒါကိုမော့ဆက်ကတိခုနဥစ္စာပြတ်သွားမှာဆိုလို့မော့ဆက်ကတောက်လိုက်ရုရှားစစ်အင်အားတွေမရှိတော့ဘူးယူကရိန်းမှာအကုန်လုံးပြန်ထည့်နေရပြီလုံးဝအတိအကျနော်အာဆတ်ကိုတော်လှန်နေတဲ့အဖွဲ့တွေကိုဒီ message ကိုတေချာပေးအဲ့လိုနဲ့ဘာလုပ်လဲဆိုတော့ HDN နဲ့အခြားဒီမဟာမိတ်အဖွဲ့ဗမာပြည်လိုပေါ့ဗျာ10 20ခွန်လိုပေါ့သူတို့ကြတော့အဲ့လောက်စနစ်မကြဘူးဗျာဟိုကတော့အသေးချပြင်ဆင်တယ်အဲ့ဒါနဲ့သူတို့ဘာလုပ်လဲဆိုတော့တစ်ဖက်လှည့်နဲ့အီရတ်ကစီးရီးယားကိုလာတဲ့လက်နက်ကိုသူတို့ကဟစ်ဘူလာနဲ့ပေါင်းပြီးတော့အစ္စရေးကိုတိုက်မယ်ဆိုပြီးတော့နော်တူရကီရဲ့ဒီအထောက်ပံ့နဲ့ပြန်ဝယ်တယ်အခုလေရင်ပြပခုံးတန်းလက်40ကျော်ရှိအဲ့ဒီကောင်ရုရှားလေရင်မပြန်ရဲတော့ဘူးကုန်သွားလိမ့်မယ်โอเคဆိုတော့အဲ့ဒါနဲ့အဲ့ဒီခုနဥစ္စာလေးကိုပြန်သွားမယ် Israel Palestine Hamas ကိုနော်အမှုတ်ချေနင်းတဲ့အချိန်မှာအဲ့ဒီခုနကျွန်တော်ပြောတဲ့ HTS နဲ့မဟာမိတ်တဘုံအဖွဲ့ပေါ့ဗျာမနိုင်ရင်တဘုံနိုင်ရင်အစိုးရလို့ကျွန်တော်ပြောခဲ့တယ်လေအားလုံးမေ့နေကြလားမသိတီယိုရီက2ခုပဲရှိမနိုင်သေးတဲ့အချိန်မှာတဘုံနိုင်သွားရင်အစိုးရနော်အခုဆိုရင် HTS ရဲ့အလံကိုရုရှားမှာရှိတဲ့စီးရီးယားတန်ယုံမှာလွှင့်လိုက်ပြီဒီမနေ့ပဲနော်မေးကြည့်ပါဦးနေစဉ်လောက်ဟုတ်လားဟိုကိုခဲပေါ်ဥစ္စာတွေလိုက်ရေးပြီးအမျိုးသားစာပွေစုတယ်ယူသလိုလိုကြောက်လို့ဗမာပြည်တစ်ခုပဲရမယ်ဒီမှာဆိုပါရိုက်ခံတက်လားနော်မဟုတ်ကတွေနဲ့ရုရှားကိုတတိုင်းပြည်လုံးအားကိုးဖို့ဂျင်းထဲ့တာကိုအမျိုးသားစာပေစုတဲ့ရလိုက်မယ်မင်းတို့အဖေလက်ထက်မှာငါနဲ့တွေ့ရင်စောက်ခွက်ကြီးကံပါမင်းနော်လူတို့ဂျင်းထဲ့ခဲ့လို့ဆိုဟုတ်လားဆိုတော့ပြောပြအောင်အဲ့ဒါနဲ့ရုရှားကလည်းဟိုရင်းဖြစ်နေတဲ့အချိန်မှာဘာဖြစ်လာလဲဆိုတော့တခါစစ်ကအလေလောက်ရောက်လာတော့အီရန်ကသူ့လိုချင်တဲ့ဥစ္စာကိုသူသွားချင်တဲ့ target ကိုမရတော့ Hezbollah နဲ့တောင်းချမ်းခိုင်းတယ်တခါအစ္စရေးက Hezbollah ကိုထားချတယ် Hezbollah တွေလည်းအဲ့ဒီမှာအကြီးအကျယ်အရင်စီးရီးယားမှာထားရတဲ့ Hezbollah အင်အား9000ကျော်ပြန်ခေါ်လိုက်ရတယ်အဲရောက်မှမကြံဘူးအကုန်ပြန်သွားတယ်ဆိုတော့စီးရီးယားကြီးကမရှိတော့ဟုတ်ပြီနော်ပြီးတဲ့အခါကျတော့ဟစ်ဇ်ဘူလာတွေမဟုတ်အီရန်မှာဖင်ရလို့ဆိုပြီးတခါအစ္စရေးကဘုံထိုက်ကျဲတော့ဟာအီရန်လည်းငါနိုင်ငံဝင်လာနိုင်တယ်ဆိုပြီးတော့ဟိုထဲမှာချထားတဲ့စီးရီးယားမှာထည့်ထားတဲ့စစ်အား1000ကိုပြန်ခေါ်လိုက်တယ်ဆိုတော့ဟာလာဟင်းလင်းဖြစ်သွားပြီမပြီးသေးဘူးနော်ဇလန်အဲ့လိုဟာလာဟင်းလင်းဖြစ်သွားတဲ့အချိန်မှာဘာလုပ်လဲဆိုတော့ခုန HDS အဖွဲ့တွေကမြို့ပေါ်မှာရှိတယ်သူတို့ရဲ့ cell တွေစီကိုလက်နက်တွေအကုန်ပို့တာလက်နက်မျိုးစုံပခုံးထမ်းလောင်ချတွေ RPG တွေအဲ့လိုပို့လို့ကောင်းနှက်ထားလိုက်ဟုတ်ပြီနော်အဲ့ဒါနဲ့ Hezbollah လည်းစီးရီးယားမှာမရှိတော့အီရန်လည်းမရှိတော့အီရတ်ကလည်းဖင်ရပြီးအမေရိကန်စစ်စခန်းကိုဒုံးကျည်နဲ့တွားပစ်တယ်ပြစ်တော့အမေရိကန်ကအဲ့ဒီပြစ်တဲ့အဖွဲ့ကစီးရီးယားနယ်စပ်ကနေပြစ်တာအီရတ်မှာရှိနေတဲ့အမေရိကန်စစ်စခန်းကိုအဲ့ဒါနဲ့အဲ့ဒီစီးရီးယားနယ်စပ်မှာရှိနေတဲ့အဲ့ဒီအီရတ်ကကိုဖင်ရာတွေကိုအမေရိကန်ကောင်းသမားထည့်လိုက်တာအကုန်အပြာကြပဲမနေဘူးအီရတ်ရောက်ပြန်ပြေးတဲ့ကောင်ပဲလွတ်တာဆိုတော့အဲ့ဒါမရှိတော့ဘူးအီရတ်တက်လည်းမရှိတော့ဘူးဟစ်ဇ်ဘူလာလည်းမရှိတော့ဘူးအီရန်လည်းမရှိတော့ဘူးရုရှားလည်းပြန်ခေါ်သွားပြီ3000ပဲကျန်တယ်ဆိုတော့အဲ့ဒီအချိန်မှာစီးရီးယားကအာဆတ်ကဘာလုပ်ခဲ့တယ်လဲဆိုတာပြောပြအာဆတ်ရုရှားဝင်လာတဲ့အချိန်အီရန်ကလည်းရုရှားနဲ့ပေါင်းမဲ့အချိန်အီရန်ရဲ့ရေပွဲလက်တံကိုလက်ခံတဲ့
နော်လက်ဘနွန်ဟစ်ဇ်ဘူလာတွေကလည်းဟိုရင်းတဲ့အချိန်မှာစီးရီးယားတွေကိုအကုန်ဝင်လာပြီးတော့အတိုက်ခံတွေကိုနှိပ်ကွက်တယ်โอเคအဲ့လိုနှိပ်ကွက်ပြီးတော့သူတို့လုံနေတဲ့အချိန်မှာအာဆတ်ကအဲ့ဒီကောင်တွေကိုရွှေလင်ပန်းနဲ့ထမင်းကျွေးနေတာအာဆတ်တပ်မှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်တွေအရာရှိတွေကထမင်းနှက်မှန်အောင်တော့မစားရတော့အာဆတ်အဲ့ဒီကောင်တွေကိုဂယုမဆိုင်တော့ဒီအချက်အရေးကြီးတယ်အခုတိုင်းရင်းသားညီနောင်အဖွဲ့တွေတော်လှန်နေတဲ့ရဲဘော်တွေဒီအချက်ကိုသတိထားဖို့လိုတယ်နော်အာဆတ်စီကိုရောက်လာတဲ့နိုင်ငံခြားစစ်တပ်တွေကိုပဲအာဆတ်ခေါင်းပေါ်ရွက်တော့အာဆတ်တပ်ထဲမှာပြန်လဲမောကြည့်လို့မရဘူးအခုခင်ဗျားတို့ CNN မှာတွားကြည့်နော်အာဆတ်ဘယ်လောက်လောက်ခဲ့သလားအနှက်ဆိုင်ဆုံးငရဲခန်းကြီးတွေတိဆောက်ထားတယ်အောက်မှာပေ40ကွန်ကရစ်ကြီးနဲ့တိဆောက်ပြီး electronic door တွေနဲ့ကွန်ကရစ်တုံးကြီးတွေနဲ့ပိတ်ထားတဲ့အတွက်အခုအဲ့ဓာတွေကိုဒွေဆက်တွေနဲ့ဖွင့်ပြီးတော့အဲ့ဒီပေါက်ပိတ်လှောင်ထားတဲ့လူတွေတည်တဲ့လူလည်းတည်နေပြီလူပေါင်းတစ်ခန်းကို900 600 900 600အဲ့လိုလိုက်ထည့်ထားတာနော်အခု CNN မှာအခုလာနေတယ်ခင်ဗျာ YouTube မှာတွက်ကြည့်လိုက်လို့ရတယ်အဲ့လိုကိုရုပ်မာထားတာသူ့စစ်တပ်ကလည်းသူ့ကိုမကြည်နဲ့လို့ပြောတဲ့ကောင်လည်းအဲ့ဒီခန်းထဲကိုရောက်โอเคဆိုတော့အခုအဲ့ဒီလိုဖြစ်တဲ့အချိန်မှာအစ္စရေးနဲ့ဟစ်ဇ်ဘူလာနဲ့စစ်ပြည်ငြိမ်းရေးခဏစာချုပ်ချုပ်လိုက်တဲ့အချိန်မှာတက်တရားမရှိတော့ဘူးနိုင်ငံခြားတက်တွေမရှိတော့တဲ့အချိန်မှာခုနမဟာမိတ်အဖွဲ့တွေဝုံနဲ့ဆိုတော့နှစ်ပတ်အတွင်းထဲမှာဝင်ချလာတာโอเคအချိန်ကြိုက်လို့တော်လှန်ရေးမှာနော်အချိန်ကြိုက်ဝင်သွားတာဘာဖြစ်လို့ဆိုတော့မော့ဆက်ပေးတဲ့ message တွေကဒီကောင်လေးအတွက်အရန်အရေးကြီးသွားဟုတ်ပြီနော်ဒီအီရန်စီးဆင်းနေတဲ့လူသူလက်နက်လမ်းကြောင်းကိုအစ္စရေးကဝင်မတိုက်ပဲနဲ့ဖြတ်ပလိုက်တဲ့သဘောပဲတရင်ပေးပြီးတော့အဓိကအနောက်က assistant ပေးတာတော့တူရကီပါခင်ဗျားတို့တွက်ကြည့်လို့ရပါဒါပေမဲ့အခြေအနေနဲ့အချိန်ခါကိုကောင်းအသုံးချပလိုက်တာနော်အာဆတ်ရဲ့ရုပ်မာမှုကတော့ပြောမနေနဲ့ကန်းကိုကုန်တယ်အခုဟိုတဲ့ဒီကျွန်တော်တို့ထွင်းဆက်ကြီးတွေနဲ့ထွင်းပြီးတော့အဲ့ဒီကွန်ကရစ်နံရံကြီးတွေကိုဖြို့ပြီးတော့အထဲထဲကလူတွေကိုထုတ်နေရတယ်ဒါသိအောင်ကျွန်တော်ပြောပြတာဆိုတော့အဲ့ဒါနဲ့အာဆတ်ကဘလို့ပြေးတယ်များတယ်ခင်ဗျအိမ်ပေါ်ကနေပြေးတော့မဟုတ်ဘူးအာဆတ်ရဲ့နန်းတော်ကနေတော့2မိုင်ခွဲရှည်တဲ့တန်နဲ့ဆောက်ထားတယ်ဗျာဟိုကတပုံတွေကတက်လာတော့နန်းတော်မှာပတ်ရှာနေအာဆတ်က2မိုင်ခွဲရှည်တဲ့နေရာကနေဒိုးသွားပြီအောက်မှာအဲ့တန်နဲ့မှာနော်ဒီမြေရောက်လှိုင်ကောင်းကနေတွားတာအဲ့ဒါလည်းခင်ဗျားတို့ YouTube မှာကြည့်လို့ရနော်အကုန်လုံးကြိုက်ပြနေအာဆတ်ထွက်သွားတဲ့အပေါက်တဲ့လားအာဆတ်ကိုတော့ဟောနန်းတော်မှာရှိနေတယ်ထင်ပြီးတော့စစ်ဗိုလ်ချုပ်တွေကဩဇာခံနေကြတော့အာဆတ်မရှိတော့ဘာသူကအိမ်ကနေထွက်တာမှမဟုတ်တာအိမ်အောက်ကသူကထန်ထဲနေထွက်သွားပြီဟိုတနေ့ကကျွန်တော်တင်ပြတဲ့ရုပ်တံတဲ့အာဆတ်ဗမာလဲဆိုတာအဲ့ထွက်ပြောနေတဲ့ဇော်မင်းထွန်းလို့ပေါ့ဗျာအဲ့ဒီပြောရေးဆိုခွင့်ရှိတဲ့ကောင်ဖမ်းမိသွားပြီလို့အပါကြီးပဲလက်ရိုက်ခံနေရတယ်သွားတွေတောင်ရှိသေးလားကျွန်တော်လည်းမသိဘူးအခု HDS ဆိုတာဒါမျိုးတော့မလုပ်ပါနဲ့နိုင်ငံတကာစစ်ဥပဒေကိုလေးစားလိုက်နာမှာသူ့တပည့်ကိုသူပြန်ပြောနေပြီဟောဒါအပိုင်းတစ်ပိုင်းနော်ရုရှားကဘာလုပ်လဲဆိုတော့သူအများကြီးရထားပြီလေအာဆတ်လည်းရတဲ့ပတ်စံတွေရုရှားမှာထည့်ထားတယ်ကုန်တိုက်တွေအဲ့ကုန်တိုက်စစ်ဖြစ်တော့အခုဟိုတင်ပိတ်လိုက်ရပြီအကျွတ်စုပ်တွေပါအဲ့ဒီကုန်တိုက်ပေါ်မှာကျွတ်တွေပါတက်နေတယ်တဲ့နော်ဆိုလိုချင်တာမြေခွေးတွေအဲ့ဒီကုန်တိုက်ပေါ်မှာရောက်နေပြီတဲ့ဆိုတော့အဲ့ကုန်တိုက်နှစ်တိုက်ကလည်းခါလီဖြစ်သွားပြီပြီးတဲ့အခါကျတော့ကာတာမှာအပ်ထားတဲ့ပတ်စံကလည်းကာတာမပေးနိုင်ဘူးတဲ့ဒါစီးရီးယားပြည်သူတွေအတွက်တဲ့အီရန်မှာထားတဲ့ပတ်စံကလည်းအီရန်ဒီဥစ္စာကိုအသေးချရှင်းလင်းစီးရင်စရာရှင်းလင်းပြီးတော့မှသူတို့ဆောင်ရွက်လို့ရမယ်ဆိုဟိုကောင်ပြားနေရောဒါပေမဲ့ဘီလီယံ20လောက်ကရုရှားမှာရောက်နေတော့ရုရှားအခုခိုလုံခွင့်ပေးလိုက်တယ်ဘာလို့ဆိုသူကိုယ်တိုင်ပဲဒီစီးရီးယားကိုကယ်မတော်မူခဲ့တာကိုဒီအချိန်မှာသူကခိုလုံခွင့်မပေးတော့ဘူးဆိုရင်သူအဆက်ကွဲတော့မှာလေနောက်မှတာလေးသူကပြန်ကန်ထုတ်လိုက်ပြီးတော့ဒါမှမဟုတ်လေသူလဲ ICC ကဝရမ်းထုတ်ခံထားရတာဟုတ်ပူတင်ကဟိုကောင်ကလည်း ICC ဝရမ်းလေအခုကဝရမ်းနှစ်ကောင်ပေါင်းတာလေဝရမ်းနှစ်ကောင်တကောင်တော့ထိုးကျွေးလိုက်လေမျိုးရင်ကြည့်နေသိကာလတစ်ခုမှာပေါ့လေကျွန်တော်ဒီအချိန်မှာစပြောတယ်နော်ကာလတစ်ခုမှာရုရှားအတာလေးတွန်းထည့်လိုက်ကြည့်လိုက်ပြီးတော့သူ့အမှုကိုသူရအောင်ကာ
ဒီလိုလာလိမ့်မယ်အခုပဲကြည့်လေဟိုအယ်ကိုက်ဒါခေါင်းဆောင်sorry အယ်ကိုက်ဒါအဖွဲ့ဝင်ဖြစ်ခဲ့တဲ့ဒီတယောက်ကအခု HDF ခေါင်းဆောင်အနေနဲ့နိုင်ငံတကာစကားပြောနေရပြီအခုရုရှားသူ့ဆက်သွယ်စကားပြောပြီလေသူပြောတယ်ခင်ဗျားတို့ဒီမှာရှိနေတယ်ခင်ဗျားတို့ Navy base က facility တွေဒီ military appliance တွေခင်ဗျားတို့ရဲ့ဒီဟိုတဲ့နေတန်တမန်တွေထိခိုက်မှုမလုံခြုံစရာဖြစ်အောင်ရှိမဲ့အခြေအနေမျိုးမဖြစ်စေရဘူးတဲ့ဟိုကတန်တမန်စကားပြောပြီအခုโอเคသူအကျန်းဖက်ဆိုပြီးတော့ထုတ်တာတူရကီကိုယ်တိုင်ထုတ်ပြီးတူရကီကိုယ်တိုင်အနောက်မှာပတ်စံပေးတာဟုတ်ကလားခင်ဗျားတို့အဲ့ဒါလည်းသတိထားအောင်ဆိုတော့အဲ့ဒါနဲ့ရုရှားကဘာဖြစ်ရှက်နဲ့ဆက်ဆံနေရပြီလေငါတို့ဒီမှာနေခွင့်ပေးမလားမပေးဘူးလားနေခွင့်ရအောင်ဘယ်လိုလုပ်ပေးမှာလဲငါတို့ Mediterranean ဒီထွက်ပေါက်ကြီးကိုငါတို့ရုရှားအတွက်အရေးကြီးတယ်အာဆတ်တုံးကတော့ငါတို့အဲ့ဒီကောင်နဲ့ပေါင်းပြီးတပြည်လုံးကိုငါတို့ကဝိုင်းတပ်ပေးခဲ့တယ်ကဲမင်းနဲ့ကြတော့ဘာလုပ်မလဲပေါ့ဟိုကောင်ပြောပြီးလေဒါနောက်ပိုင်းဘာဖြစ်လာမှမသိဘူးနော်လေပြားလို့ဆက်ဖြစ်နေမလားသူတလူငါတမင်းနဲ့ဒါမှမဟုတ်လဲဒီကောင်စမတ်ကြဆောင်ရွက်နိုင်လို့နော်အခုသူပြောနေတာတော့လူအခွင့်အရေးတွေသူလေးစားမယ်လွတ်လပ်စွာကိုးကွယ်လို့ရတယ်လူသားတိုင်းဆုံးရှုံးခဲ့တာကိုအဲ့ဆုံးရှုံးမှုတွေကိုသူနှမျောတယ်အဲ့လိုမဆုံးရှုံးရအောင်သူတို့ဝိုင်းဝန်းဆောင်ရွက်ကြမယ်ဒါပေမဲ့မှတ်ချက်လေးတစ်ခုပေးခြင်းနဲ့ NUG နဲ့တူတဲ့အပိုင်းလေးပြောအာဆတ်ကိုတိုက်ဖို့အတွက်နိုင်ငံရေးသမားတွေကဟိုတည်းကနေထွက်ပြေးတယ်နော်ဒီစီးရီးယားကနေထွက်ပြေးပြီးတော့အဲ့လိုပေါ့ဗျာလွတ်လပ်တဲ့နိုင်ငံမှာစီးရီးယားညွန်ပေါင်းအစိုးရဆိုတော့တွားထောင်တာနော်တကယ်ရှိပါတယ်ရှာဖတ်ပါပြည်ပမှာအဲ့ဒီကောင်ဘာမှမလုပ်နိုင်ဘူးလေပဲပွားနေနော်အခုလက်တွေ့အထဲထဲမှာရှိနေတဲ့ကောင်တွေတိုက်လိုက်တော့ဟိုကောင်တွေကိုလက်မခံတော့ဘူးအခုသူတို့ပါသူတို့အစိုးရဖွဲ့မယ်โอเคဟိုကောင်တွေလာလို့လည်းမရဘူးပြောပြတာနော်ဒါကြောင့်ဒူဝါလက်ရှိလားပြန်ခေါ်တယ်ဆိုတာအတိတ်ပဲရှိတယ်ဇော်ဝေဆိုကတော့မသွားခြင်းဘူးဘာလို့တစ်ဆွေလုံးတစ်မျိုးလုံးတစ်မိသားစုလုံးကျန်တဲ့လူလည်းမသွားခြင်းဘူးဘိုးဦးတို့ပါလို့ဒီကောင်တွေကစီပင်သားငွေပါဘက်ကီးရိုက်ခဲ့တာလေရဲမင်းဦးနဲ့ပေါင်းပြီးတော့နော်ပါတယ်လူအားလုံးပေါင်း NUG နဲ့ပတ်သက်တဲ့လူ14ယောက်မြန်မာနိုင်ငံရဲ့စီပင်သားရငွေကိုရဲမင်းဦးနဲ့ပေါင်းပြီးတော့အတိုးမဲ့ချီးခဲ့တာသိန်းပေါင်း6000ကျော်မှတ်ထားအောင်လားဒီနေ့ရှင်းရမယ်ကျွန်တော်မရှင်းရှိနော်ဒါကျွန်တော်အမှန်ပြောတာဒါပြည်သူပတ်စံနေစီပင်သားတို့လက်ဘင်းပဲညှစ်ခေါင်းပဲညှစ်နော်ငွေစင်းရငွေစင်းမယ်နော်ဟိုကုံစုံဆိုင်ရောင်းတဲ့ကောင်မပါပါတယ်ရဲမင်းဦးနဲ့ပေါင်းပြီးလုပ်ခဲ့တာတက်ကမိုးညိုတို့ပါမပါတော့မသိဘူးကျွန်တော်မှတော့နာမည်မတွေ့ဘူးဒါအမှန်ပြောတာအဲ့ဒီအချိန်ကတောင်းကျမ်းနေကြတာဝီလက်ရဲမင်းဦးနဲ့ဟုတ်ပြီလားတိုင်းပြည်ကိုလှုပ်ချင်အောင်လှုပ်ခဲ့ကြတာနော်အကယ်လို့သာဗမာပြည်မှာအခုတော်လှန်နေတယ်ကျွန်တော်ပြောတယ်ညီနောင်3ဘွဲ့နဲ့10ဘွဲ့15ဘွဲ့အကုန်လုံးပေါင်းပြီးတော်လှန်ခဏလေးတပြိုင်တည်းတော်လှန်ဘာလို့ဗမာတော်လှန်ရေးရလေဘာလဲရေတက်ငစင်ရိုင်းပေါ့တက်လာတဲ့အချိန်မှာနှုတ်တီးမွှေးလေးတွေအပေါ်ထောင်းလာရေလဲဆင်းအောင်သူပြန်လျှော့ကြသွားဘာလို့တစ်ဖက်ကိုပြင်ဆင်ချိန်အမြဲပေးတယ်တစ်ဖက်ကပြင်ဆင်ချိန်ရပြီးတော့တော်လှန်ရေးတွေကြာသွားတာ10-29လည်းဒီတိုင်းပဲနော်ပြင်ဆင်ချိန်ရသွားပြီဟုတ်လားအခုညီနောင်3ဘွဲ့မှာဆိုရင်ဒီကိုကန့်နဲ့တအန်းပလောင်ကဆွေးနွေးမယ်ဒီပါလေဖြစ်လာပြီရှေ့ဆက်မတိုးတော့ဘူးပေါ့တနည်းအားဖြင့်တရုတ်ကလည်းအဟန့်တားလုပ်တာပေါ့တရုတ်ကအခုဟိုအာဆတ်ကရုရှားကိုပုံအပ်လိုက်တယ်လို့အခုမင်းအောင်လှိုင်တော့တရုတ်ပုံအပ်တော့မယ်ဘာလို့ရုရှားအခြေအနေမကောင်းတော့တဲ့အတွက်ဒီအချိန်မှာရုရှားအတန်လေးငြိမ်သွားပြီရုရှားမှာစဉ်းစားကြည့်လေဒေါ်နယ်ထရန့်ကိုယ်တိုင်ပြောတယ်လေ president ဖြစ်တော့မဲ့လူတယောက်အချက်လက်မရှိဘဲနဲ့ရမ်းပြောလို့မရဘူးအမေရိကန်မှာသတင်းဌာနတွေတပုံကြီးအဆက်ကွဲသွားမယ်โอเคယူကရိန်းရုရှားစစ်ပွဲမှာရုရှားဘက်ကတေတာနဲ့ထိခိုက်ဒဏ်ရာကျိုးပြတ်ကန်းတာ6သိန်းရှိတယ်စင်ဟာဒီကောင်ထပ်ထဲဖို့ဒါကြောင့်မြောက်ကိုရီးယားတို့ဘာလို့တွားခေါ်တာအခုမွန်ဂိုလီးယားတို့စီပါတောင်းနေတယ်โอเคဒါအမှန်ပြောပြတာဆိုတော့ဒီကောင်ဝိဖြစ်နေတော့မင်းအောင်လှိုင်တော့တရုတ်ဘက်ကိုပြန်ကတ်တာโอเคတရုတ်ကလည်းတရုတ်ကအခုယူကရိန်း sorry ဒီအခုစီးရီးယားရဲ့အခြေအနေမြင်သွားပြီပဲစဉ်းစားတော့ဗောနော်ဒါကျွန်တော်ပွန့်လဲလဲတရုတ်ကိုပြောရတော့နောက်ပိုင်းမှာကျွန်တော်တရုတ်အကြောင်းတော်တော်ပြောတော့မယ်တရုတ်ကပေါက်ထွက်လာတဲ့သတင်းတွေကိုလည်းကျွန်တော်ပြောပြဟ
ဟုတ်ပြီနော်ပြီးတော့တရုတ်ထောက်လန်းရေးနော်ဒီရှန်ကျင်းတို့အဖွဲ့ပေါ့ပြီးကင်းကရှန်ကျင်းနော်ဒီတရုတ်နိုင်ငံတောင်ပိုင်းဆိုင်ရာထောက်လန်းရေးညှို့မှုပေါ့ရှန်ကျင်းတို့ကတည်င်းလိန်နေတရုတ်အစိုးရကိုပေးနေမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့နော်ဒါကူလဲကျွန်တော်တို့တရုတ်အစိုးရသိအောင်ကျွန်တော်တို့လုပ်ဟုတ်ပလားဆိုတော့တရုတ်အစိုးရ policy ကဒီမင်းအောင်လှိုင်ဂျပုပေါ်မှာပဲသွားချင်းကပ်ပြီးတော့ကြံတဲ့ပြည်သူလူထုနဲ့တိုင်းရင်းသားတွေကိုဒီကောင်က pressure ပေးလာဟုတ်ပလားဒီလို pressure ပေးလာတာကိုကျွန်တော်တို့ကမသိလိုက်မသိပါတာနေလို့မရတရုတ်ရထားတဲ့ဗမာပြည်ကတည်င်းအချက်လက်ဘလောက်မှန်တယ်လဲမှားတယ်လဲဆိုတာတရုတ်အစိုးရကိုယ်တိုင်၎င်းတို့ရဲ့မျက်လုံးအောက်ကိုရောက်အောင်ကျွန်တော်လုပ်ရတယ်ဟုတ်ပြီနော်ဒါလက်ရှိအခြေအနေအရှန်ကျင်းတို့အဖွဲ့ကဒီပီကင်းထောက်လိုင်းရေးဗဟိုဌာနအကောင်ကျွန်တော်သိတယ်တည်င်းလိန်နေပေးတာဘယ်ရလဲဆိုမြန်မာစစ်တပ်ကအဲ့ဒီကောင်ပတ်စံပေးတာအဲ့ကောင်လက်စားတာဟုတ်ပါလားနော်မြန်မာစစ်တပ်တကောင်ပါမစ်တွေတရုတ်လူမျိုးတွေနဲ့ပတ်သက်တဲ့ဥစ္စာတွေပေးနေတာဒါကိုလည်းကျွန်တော်တို့ပြတစ်ချိန်ကြာဟုတ်ပါလားဆိုတော့ရှီကျင်းပင်တို့ကတည်င်းမှန်ကန်မရဘူးဟုတ်လားမြေပြင်ကတင်ပေးလိုက်တဲ့တည်င်းတွေကိုလိန်ပြီးပြန်ပို့တာတရုတ်ထောက်လိုင်းရေးတွေဗမိုင်းမှာအများကြီးရှိတယ်နော်တိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့ပေးတဲ့တည်င်းတွေဒီ PDF တော်လှန်ရေးသမားတွေနဲ့ပတ်သက်တဲ့ပေးတဲ့တည်င်းတွေပြည်သူလူထုရဲ့စိတ်နေသဘောထားအခြေအနေတွေပတ်သက်တဲ့ပေးတဲ့တည်င်းတွေကိုအဲ့ဒီကောင်အကုန်လုံးပြောင်းပြန်လုပ်ပြတာတရုတ်ဆိုရအဲ့ဒါအဟုတ်မှန်တယ်ဟုတ်ပါလားဆိုတော့ဒါကိုလည်းကျွန်တော်တို့ဒီ line ကကျွန်တော်ဖောက်နော်ဒါတရုတ်ကိစ္စပြီးရင်ကျွန်တော်ရခိုင်ပြည်နယ်ကိစ္စကိုပြောမယ်ဟိုးကောင်ကြော်မျိုးမင်းကျွန်တော်ကြည့်တာဒီကောင်နေတည်င်းသမားတယ်တည်င်းသမားဟိုလေရင်ပုံကျဲလိုက်ဟိုလူတက်လိုက်ဒီလူကိုသေခိုင်းလိုက်တိလားမင်းတို့စစ်တပ်တွေဘလို့ဘာကြောင့်မလွတ်တာလဲဟိုမှသေသွားပြီကြော်ဆိုးဦးတို့မင်းတို့စစ်တပ်တွေဘာလို့ဘုံမကျဲတာလဲမင်းတို့စစ်တပ်တွေဒီလောက်ပဲလားမင်းတို့ပြောတော့ဟာစုံနေရဒါတည်င်းမဟုတ်ဘူးဗျာတည်င်းသမားဆိုအဲ့လိုမဟုတ်ဘူးဗျာဒါတည်င်းမဟုတ်တော့ဘူးလေဒါတည်င်းသမားပြောရမယ့်ဥစ္စာတွေမဟုတ်ဘူးအခုကျွန်တော်တို့ပြောကျွန်တော်တည်င်းပေးမယ်ဒီတည်င်းကမှားနေတယ်ပေးတဲ့တည်င်းတွေအားလုံးဒီကောင်လူလေလုတ်တယ်အမှန်ရအောင်ကျွန်တော်လုပ်ပေးမယ်ပြုတ်ဆိုရစီဒါကိုပြောတာကျွန်တော်တို့ကဆိုတော့ဟာဒီကောင်လေးလို့ပြောနေတာတည်င်းသမားတဲ့ပြီးလဲပြီးတော့ဘာလို့ဆိုဟိုတဲ့အေးတက်တော်နဲ့အေးနဲ့အာဆာနဲ့ပေါင်းနေတယ်တဲ့ကြော်မျိုးမင်းကအခုဟိုသူတိန်ထုံးမိတဲ့အခါကျတော့ခင်စဉ်းစားကြည့်ရိုဟင်ဂျာလက်နက်ကင်ရောနော် ARA ရောအကုန်စုပြီးမိတာ80တလားအနက်မြစ်တွေကိုဆင်းတော့မယ်ကျွန်တော်အဲ့နေ့ကပြောတယ်လေ6လောင်းတော့မျောသွားတာတွေ့တယ်တချို့ကတော့ဟိုဘက်ဘင်္ဂလားဒေ့ရှ်ဘက်ကိုပြေးတယ်ဒီဘင်္ဂလီလက်နက်ကင်တွေလာထုတ်ပေးတယ်ကျွန်တော်ပြောနေတယ်လေကျွန်တော်ရေးတင်ထားတယ်ဆိုတော့ဒီကောင်တွေကတော်တော်ကြီးကိုလေစောက်ရှက်လက်တစ်စမ်းမှမရှိဘူးမဟုတ်တာအကုန်ပြောပြီးဂျင်းထည့်ပြီးပတ်စံမှာတွင်းခိုင်းနေတယ်ပြည်သူလူထုကဘယ်ဘက်ကိုပဲထောက်ခံတည်င်းအမှန်သိရဖို့တော့လို့တယ်ဒါကျွန်တော်အမှန်ပြောတာနော်တည်င်းအမှန်တော့ပြောပေါ့ဒီအကျန်းဖက်အာစာတွေ ARA တွေဒီဘင်္ဂလီလက်နက်ကင်တွေနဲ့နော်ပေါင်းတာမြန်မာစစ်တပ်ဟုတ်လားခင်ဗျားတို့တေချောင်ပြောလိုက်မယ်ရခိုင်ကိုခင်ဗျားတို့သွားမလုံနဲ့ဘယ်ကလားနဲ့မှမပေါ့ဘူးအဲ့ဒါခင်ဗျားတို့ယုံတော့ခတ်ရှိုင်းပြောလိုက်တာဒီကောင်တွေဂျင်းထဲ့တာစောက်ယူတွေသဘောပေါက်လားကျွန်တော်ကြည့်ကိုမွေးကိုသားလောက်ရှိတဲ့ကောင်နော်ဆိုတော့အဲ့ဒီစကားစားရတာလေးတွေပေါ့ဗျာဟိုအီးနန့်ရှူလို့ရတဲ့ဘူးလေးလောက်တလားအဲ့လောက်အခွင့်ရေးလေးကိုဒီကောင်တွေကတခါတည်းမဟာကဘာကြီးထင်နေတယ်ဗျာပြဿနာတကယ်အခြေအနေမှန်အဲ့ဒါမဟုတ်တလားဘာဖြစ်လို့လဲဆိုတော့ဟိုမှာသူတို့အကုန်လှောင်ပိတ်နေတယ်လေခင်ဗျဗီဒီယိုဖိုင်ကျွန်တော်တို့ရတဲ့ဖိုင်မဟုတ်ဘူးနော်စစ်တပ်ကရတဲ့ဖိုင်လည်းမဟုတ်ဘူးဒါခင်ဗျားတို့ကျွန်တော်အမှန်တိုင်းပြောတာဘယ်ရဖိုင်အခုမှပြုံးစာကိုအဲ့ဒီကအဖမ်းခံရတဲ့စစ်တုပ်ပန်းရဲ့တယ်လီဖုန်းတွေကရလို့ထွက်လာတဲ့ဖိုင်ရိုက်ထားတာတော်တော်ကြာပြီโอเคအဲ့ဒီတည်းကအပိတ်ခံထားလို့ဖြစ်နေတဲ့ဖိုင်ကျွန်တော်မှန်ကန်ပြောတာအဲ့သူတို့တွေကလူကအဲ့ဒါကိုရိုက်ထားလို့ line ပေါ်ရောက်လာမှကျွန်တော်က share ပေးလိုက်တာကျွန်တော် file လို့လဲကျွန်တော်မပြောဘူးတွားကြည့်အောင်နော်ဒီလိုတော့ဖြစ်နေပါတယ်မောင်တော်မကြခင်တည်းကနာခခငါမကြခင်တည်းကဒီလိုဖြစ်နေပါတယ်ကျွန်တော်ပြောတယ်နော်
ကျွန်တော်ဖိုင်လည်းမဟုတ်မိတော့မှအဲ့ဒီကောင်တွေကိုမိတော့မှအဲ့ဒီကောင်တွေတယ်လီဖုန်းကထွက်လာတာအခုလိုင်းပေါ်ရောက်လာโอเคဆိုတော့နောက်တစ်ခါရခိုင်နဲ့ပတ်သက်လို့ပြောလိုက်အောင်မင်းအောင်လိုင်းမင်းတော်တော်မိုက်မဲပြီးတော့ညံတော်တော်တုံးတဲ့ကောင်ပဲကွာတလားငါအဲ့လိုပြောလိုက်မယ်မင်းကိုငါပြောပြီးပြီနော်ငါမင်းကိုဆဲပြီးငါဆဲတဲ့ကောင်ဘွားပြက်တယ်ပြုတ်တယ်ဘာလို့ငါဘသူစီမှမလိမ်ဘူးမခိုးဘူးကွာနော်ရေတစ်ခွက်တောင်သူများစီကငါမတောက်ဘူးကွာငါတို့ကဒလူတီလာနဲ့နေတာနော်လိန်ယူခိုးစားမရှိဘူးကွာငါတို့ဘွားဟုတ်လားဖိနှိပ်တာလည်းမရှိဘူးကွာဆိုတော့ဒီတစ္ဆာတရားကြောင့်ငါပြောဟာမင်းအတော်ပူလောင်လိုက်မင်းအောင်လိုက်ဟုတ်ပါလားဘာလို့မင်းတို့စစ်တပ်အားလုံးဟာမင်းတို့ကိုမင်းတို့ဗဒေတရက်လို့ပခုံးပေါ်အပွင့်ရောက်လိုက်တာနဲ့မင်းတို့ကမြေပိုင်ရှင်ကြီးတွေဟိုတယ်ပိုင်ရှင်ကြီးတွေလုပ်ငန်းပိုင်ရှင်ကြီးတွေဖြစ်တော့မယ်ဆိုတဲ့အိမ်မက်တွေမက်ပြီးတော့အကောင့်တွေပေါ်ကြတာလူတို့ကမွဲသွားတာမင်းတို့အားလုံးအဲ့လိုချနောက်ဆုံးခြေပြက်လက်ပြက်ဌာနရောက်ရင်တော့မှဘာဆောက်တလုံးမှမတတ်ပဲနဲ့မင်းတို့လီးစက်ထုတ်လုပ်နေရတာခက်ရိုင်းပြောရတယ်ဗမာပြည်ကအစိုးရဌာနတွေမင်းတို့စစ်ပူစစ်သားဟောင်းတွေရောက်လာပြီးအကုန်လုံးပြက်စီးကုန်တာနော်ဟုတ်ပါလားမင်းတို့ institution ရလေရှိသမျှအကုန်လုံးဖျက်ဆီးတဲ့ institution အဲဒါကြောင့်အဖျက်ဆီး institution လို့ပြောရနော် destroyer တွေမင်းတို့ကဟုတ်လားဒါပြောအောင်မယ်မင်းတို့ဘာဖြစ်လို့လဲဆိုတော့မင်းမြမရာဇဝင်ကိုမင်းလည်းကြောင်းတက်လာမင်းအောင်လိုက်နော်မင်းမိန်းမလည်းကြောင်းတက်လာမင်းတို့နှစ်ယောက်လုံးကြောင်းတက်လာတယ်တမိုင်းစာအုပ်လေးလောက်တော့အသေးချာဖတ်ဟမ်ခွေးမသားတွေသူများဂျင်းထဲတဲ့စာအုပ်တွေနေစဉ်လက်တို့ထဲတဲ့ဂျင်းစာအုပ်တွေကိုမဖတ်နဲ့နော်မင်းတို့ဖင်အဲ့ဒီမှာအညှောက်ဝင်လိမ့်မယ်ငါအကောင်းပြောနေတာနိုင်ငံရေးစစ်ရေးဆိုတာလှန်ပြားပစင်းနာကွာခြေချော်တာနဲ့ဘိုက်ပေါက်တယ်မင်းတို့မှတ်ထားဝတာနော်မင်းစဉ်းစားကြည့်မြန်မာနိုင်ငံထူထောင်ရေးတမိုင်းမှာမင်းတို့ကဘရင်အောင်အနော်ရထားစောက်ပေါ်တွေလောက်ပဲမင်းတို့ကလူဓာတ်သမားတွေလောက်ပဲမင်းတို့ခေါင်းထဲမှာရှိတာလူတိုက်ရင်သူ့ရဲ့ခေါင်းလို့ထင်နေတာကွာမင်းတို့ကအခုအာဆတ်မင်းထက်တောင်တတ်သေးတယ်အခုအာဆတ်နဲ့လေပဲဖြစ်အောင်မင်းတတ်နေတယ်ဘုံကျဲပြီးတော့ဟုတ်တယ်နော်မင်းလာလိုက်မယ်ငါစီမှာငါဟိုတနေ့ကလိုက်ရှိုးပြောပြီးတဲ့ဟိုထပ်ဝင်လာတဲ့တဲ့ဘုံ46ကြိမ်ကျဲထားတဲ့နေရာတွေထိထားတဲ့ဥစ္စာတွေအရက်သားတွေနော် IMN ကအဲ့ဒါကိုနေတိုင်းယူနေဟုတ်ပလားမင်းအောင်ပါမြန်မာနိုင်ငံကြီးဟာရခိုင်မွန်မြန်မာဆိုတဲ့ကြောရိုးကြီးနဲ့ဖြစ်လာတာနော်တောင်တန်းဒေသကတောင်တန်းဒေသမှာနေထိုင်တဲ့တိုင်းရင်းသားတွေသူ့စုစည်းသူ့ယဉ်ကျေးမှုသူ့နယ်ပယ်တွေနဲ့ရှိနေခဲ့ကြတာဒါတွေကိုလွတ်လပ်ရေးတစ်ခက်မှာအတူတူစုပေါင်းတော်လှန်လိုက်ပြီးတော့မှလွတ်လပ်ရေးရလာတဲ့အချိန်မှာမင်းတို့စစ်တပ်ကဗဒေသရယောဂါတွေရတာဟုတ်ပလားနော်စောက်ပေါ်လို့စောက်ယူးလာမပြောနဲ့ပြည်ပအာကိုပစိန်ရိုးတို့ကိုလိုနီလက်တဲ့အလုံးမရှိလို့ကိုလိုနီအစ်စ်တွေရောအဟောင်းတွေရောခေါ်သွင်းတာမလို့စစ်တပ်အောင်ဆန်းဂျပန်ကိုတွားခေါ်တယ်โอเคမြင်ခွေးမြင်းကုန်တိုင်းမင်းသားတွေပြင်တဲ့နဲ့အင်္ဂလိပ်ကိုတွားခေါ်တယ်โอเคပြီးတော့မင်းတို့အိန္ဒိယမှာသွားတက်တဲ့60အုပ်ဟုတ်တာလေထီအိုးမောင်တို့အပါဝင်တခါအင်္ဂလိပ်ကိုပြန်ခေါ်လာတာမင်းတို့ပဲစောက်လို့ချုပ်ခဲ့တာဟုတ်ပလားတိုင်းပြည်ကိုအခုမင်းတရုတ်ကိုထပ်ခေါ်တယ်ခွေးမသားငါမင်းကိုပြောပြီမင်းဒုက္ခရောက်လိမ့်ဟုတ်ပြီနော်ဒီအချိန်မှာမင်းရက်တန်းကရက်လို့ရရက်တဲ့ပြီအာဆက်ကမင်းအတွက်အကောင်းဆုံးလက်ဆင်ပဲမင်းဝရမ်းထွက်လာတော့မယ်အခုကို ICC ကတင်သွင်းတဲ့တက်တေကန် document တွေကိုဒီနေ့စတင်နော်လူတွေစစ်ဆေးတာကို file တွေကိုစတင်စစ်ဆေးနေပါပြီလို့မင်းကငါပြောလိုက်โอเคငါတော့ထပ်ပေါင်းပေးမယ်မင်းမတရားလုပ်ထားတဲ့ file မင်းဘုံကျဲတပ်ဖြတ်ထားတဲ့ file ပြည်သူလူထုတွေငါတို့ထပ်တင်ပေးမယ်ဟုတ်ပြီလားစေတနာကိုစေတနာလို့နားလေရတယ်မင်းတို့ကဖားတဲ့ကောင်မင်းတို့ဖင်ချနေတယ်လို့မင်းတို့မှတ်ထားမင်းတို့ဒုက္ခရောက်ဒီအချိန်မှာမင်းရက်တန်းရက်တဲ့ရှိနေတဲ့စစ်ပွဲကိုမင်းရက်လိုက်ပြီးတော့ရှင်းပြောဒီတိုင်းပြည်ကိုအကောင်းဆုံးစေတနာနဲ့ဟုတ်ပြီနော်လာခဲ့ပါကျွန်တော်တို့လက်နက်ကင်လဲရတယ်နော်အကောင်းဆုံးနိုင်ငံရေးစနစ်တစ်ခုနိုင်ငံရေးနီးရရောကာကွယ်ရေးနီးလန်းအရာရောအကုန်လုံးနဲ့ဒန်းတူရီတူပေါင်းမယ်လို့မင်းပြောလေမင်းစောက်ပါဇက်ကဖက်ဒရယ်မင်းမထွက်ရဲဘူး
Meno sit at the Sabo Pay, my job. Yakaima, Meno Japan to a wet at it. Can you tell Lanny, don't young a wet at it? Ye got Conadon will deal down me. How do know? I go indeed, Hego. Meno wet at it, Nibo Nias and Amashi. Tiran and Abbey, Amy. Deal down, Nelly, deal got that Japan by Nado by me, so I don't know, Dally. And I'm no like Nelly. And I'm no colonial to pay that what time you. Quima that ye. Eh? Ye go down see my American dollar, thank on ya, Japan look at it. A good deal got down, really. How do you know? And ya even not deal got Japan about that I deal by deal lowly. May I lie? A good man called to him a deal sit in our Long Joy Company, the new American dollar. Nothing later, maybe Yamali, Beaby Mali. Maybe you're a Jakaya Yard guest, who are Yard guest, still got. Yame Usa, deal no like, Fiziamlo, Melo, oh no, told me out. Okay, Tio got 2% of Jack Camila, holy. Eh, Mentui, me, Master Daddy, me dazu like Wabian, missing Zajan, missing Zajan. Me Lunia, so Naku, Natati like. Okay, how will I? Me no sit a county, a yashi di, so no pure, I know, a yashi dam, a yotamari veshida. Meno sitama, a yashi so, Messi. Meno sitama, a yotama veshi, and a mata, I go say. Me a sago, me thingans are you. Cheat a leg, jetico, Landavia, Flambia, Bazina. Hobby no? Chet chimpos and Pondone. A good day joke never, me a cobby when show me so. Bo show me, Harule show me, meal. Hobby la. Okay, Nigo Monmaru. The truth. See the night the Dodone, General Biogere, Terema, Jansina by Queloba, General. Lose eight machine, lose young man, sit dago, General Bioda Pibare, Alo, Jesu Dema, Bush Liver. General Joma, Jo Yago, good General Joani Bioa Pit. Okay, no? Alo, bye bye, ma. Shall I chime Javazi, be any Kinshin Javazi? Laying bone Jenny, then mail like Jetamia Alo, Ya of Madan Yuba. Shatamia Madan, General. They'll people have a Alo Jesu Demare, Alo and sing message you, General Chivare. Hope no? Thank you, Babia.